မင်္ဂလာပါဒီချက်ကတော့ ATBC Internet College မှာတာဝန်ထမ်းဆောင်နေတဲ့ဒေါက်တာရီသိန်းဖြစ်ပါတယ်။ကျောင်းသားကျောင်းသူများအားလုံးကိုဒီချက်တို့ရဲ့ ATBC International College Community မှာနှွေးထွေးစွာကြိုဆိုပါတယ်။ဒီချက်တို့ရဲ့ college ကကမ္ဘာအဆင့်မီပညာရေးစနစ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပြီး Diploma Program များမှစတင်ပြီး OTHM Bachelor Degree Program များနဲ့ Swiss MBA Program များအထိတက်ရောက်နိုင်ပါတယ်။ကျောင်းသားတွေရဲ့ Creative Thinking ကိုလက်တွေ့ကျကျဖော်ထုတ်အသုံးချနိုင်ရန်အထူးအလေးထားသင်ကြားပေးနေတဲ့ college တစ်ခုဖြစ်ပါတယ်။ဒီချေတို့ရဲ့ college ကကျောင်းသားကျောင်းသူများအားလုံးကိုတာတူညီမျှမူဝါဒကိုအခြေခံပြီးသင်ကြားပေးနေတာဖြစ်ပါတယ်။သင်တန်းတွေပြီးဆုံးသွားတဲ့အခါမှာလည်းလုပ်ငန်းခွင်မှာယုံကြည်ချက်ရှိရှိနဲ့ရှောင်လန်းနိုင်ဖို့အပြင်မိမိအရေးချင်းနဲ့ထိုက်တန်သောအခွင့်အလမ်းများကိုစုခူးနိုင်ဖို့ရအတွက်လည်းပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။အထူးသဖြင့်ကျောင်းသားမိဘများနဲ့အုပ်ထိန်းသူများကိုသတင်းစကားပါလို့တာကတော့မိမိတို့ကလေးတွေရဲ့အနာဂတ်ကိုလင်းလက်တောက်ပစေခြင်းနဲ့ဆိုရင်ဒီချေတို့ရဲ့ ATBC International College ကိုယုံကြည်ပြီးလာရောက်အပ်နိုင်တာပါတယ်။ဒီချေတို့ရဲ့ကျောင်းစီမံခန့်ခွဲရေးအဖွဲ့များသင်ကြားရေးအဖွဲ့များဝန်ထမ်းများမှနေပြီးမှကျောင်းသားကျောင်းသူများကိုအောင်မြင်မှုရရှိစေရန်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ဒီချေတို့နဲ့အတူပူးပေါင်းပြီးကလေးတွေရဲ့ကောင်းမွန်လှပတဲ့အနာဂတ်တစ်ခုကိုစတင်ဖို့ ATBC International College မှာဝမ်းမြောက်လိုက်လဲစွာကြိုဆိုပါတယ်ကျေးဇူးတင်ပါတယ် Begin your future with ATBC